ရန်နဲ့မှာဝမ်းသာဖို့ကောင်းတယ်ပေါ့နော်ထပ်တူလဲဝမ်းသာပါတယ်ပေါ့နော်ဒီဘက်ကဆိုရင်လဲပေါ့နော်ဒါကျမတို့ရဲ့အဖွဲကောင်းဆောင်မမပေါ့နော်တရက်ကိုဝင်ငွေအရန်နဲ့မှာရနေကိုဒီလဲဝမ်းသာတယ်ပေါ့နော်ကိုဒီမရသေးပေမဲ့အရန်ဝမ်းသာပါတယ်လို့ဒီဘက်ကမမဆိုရင်လဲပြလိုက်နော်ဒီနေ့29ရက်နေ့ဝင်ငွေရနော်1000ကျော်နေနော်ကိုဒီလဲစူးစမ်းနေတယ်ပေါ့နော်ထပ်တူဝမ်းသာတယ်ပေါ့နော်ဒီကပန်းရောင်ဆုပ်ပွဲလေးဒေါ်ဘစ်ဆယ်ပွဲလေးရှိအောင်နေပေါ့နော်အလောက်ကနေလဲထွက်เสียမလို့လက်ရှိလောက်ကနေတနိုင်နှစ်နိုင်လေးအချိန်ပေးပြီးတော့ပေါ့နော်မျှဝေပေးုံနဲ့ပေါ့နော်အပူဝင်ငွေတွေပေါ့နော်ရှာလို့ရတယ်ပေါ့နော်အဲ့တော့လုတ်ချင်တဲ့သူတွေရှိရင်လည်းဆက်သွဲလာလို့ရတယ်နော်ကျမတို့ကိုယ်တိုင်အခမဲ့အကောက်တွေဖွင့်ပေးတယ်လေးလာတင်ယူတဲ့အဖွဲ့တွေထဲမှာထည့်ပေးတယ်ပေါ့နော်တနေ့ကိုပေါ့နော်ကိုလို့အကထက်တောင်မှသူတို့တွေကပို့ပြီးတော့ရနေတယ်ပေါ့နော်ကိုလိုအားကဆိုရင်300 400နေပြီးတော့ပေါ့နော်ပို့မရနိုင်ဘူးပေါ့နော်350 400ဆိုတာဒါ400ကျော်ဆိုတာအများစုရတာပေါ့နော်အခုဆိုရင်ဒီမမတွေဆိုရင်ကြည့်လိုက်နော်တရက်ကိုဝင်ငွေရရက်ဆက်ကိုရတာပေါ့နော်အဲ့တော့ကိုရီလည်းတကယ်ဝမ်းသာတယ်ပေါ့နော်ထပ်တူကိုရီလည်းတကယ်ဝမ်းသာတယ်ကိုရီလည်းစူးစမ်းနေတယ်နော်ဒီမမလေးလို့ပေါ့နော်ဖြစ်အောင်ကိုလည်းရအောင်စူးစမ်းလေးလာတင်ယူနေတော့မော်ဒါမဲ့ကိုမရသေးပြီမဲ့နော်ဒီမမလေးအစားကိုကပို့ပြီးတော့တောင်းမှဝမ်းသာတယ်ပေါ့နော်အဲဒါကြောင့်မို့နော်လှုပ်ချင်တဲ့သူတွေရှိရင်လည်းဟိုင်းထားခဲ့နော်အကောက်ဖွင့်ခြင်းတဲ့သူရှိရင်လည်းအကောက်ဆိုရင်လည်းပတိဖွင့်ပေးတာနော်အခမဲ့အကောက်ဖွင့်ပေးတယ်လေးလာခြင်းတဲ့သူရှိလို့ရှိရင်လည်းလေးလာတဲ့အဖွဲထဲမှာအခမဲ့အကောက်ဖွင့်ပြီးတော့လေးလာတဲ့အဖွဲထဲမှာထည့်ပေးတယ်ပေါ့နော်အဲ့တော့ထိုင်းနိုင်ငံမှာတဲ့အလုပ်ရှိတဲ့သူရောအလုပ်မရှိတဲ့သူတွေရောလုပ်လို့ရတယ်ပေါ့နော်ဖုံးလေးတိတ်လုံးရှိုံနဲ့တစ်ဖက်တစ်လမ်းနဲ့အပူဝင်ငွေတွေရှာလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဖုံးကကိုဒီဆိုလဲဒီတိုင်းပဲဖုံးကကြည့်နေကြဖုံးကြည့်တာချင်းတူတော့ကိုကတော့ဒါအပူငွေရအောင်ပေါ့နော်ကိုဒီဆိုတော့ဒါအခုကတင်ယူစူးစမ်းနေတယ်ပေါ့နော်အခုမှကျမဆိုလဲဒါ၄-၅ရက်ပဲရှိသေးတယ်တင်ယူစူးစမ်းနေပါတယ်လို့အားလုံးလဲပေါ့နော်အခုလို့ကျမတို့လို့ပေါ့နော်တင်ယူလေးလိုက်ခြင်းနဲ့ဆိုရင်အခမဲ့ကောက်ခွင့်ပေးတယ်TikTok ဘဒူပိုင်းအောက်မှာ Facebook link ချထားတယ်အဲ့တော့ဝင်လာပြီးတော့နှိပ်ပြီးတော့ဆက်သွဲလာလို့ရပါတယ်ရှင်